ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျမရဲ့ channel မှာကြိုဆိုလိုက်ပါတယ်။စာညံ့မီရန်ဖြစ်စိုးသက်နေတဲ့ကောင်လေးတယောက်ကသူတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူကိုစိတ်ဝင်စားသွားတဲ့အခါကောင်မလေးကြောင့်သူ့ဘဝကိုပြောင်းလဲခဲ့ပြီးမှသူတို့တွေဝေးကွာသွားတဲ့အခါဘာဆက်ဖြစ်သွားကြမလဲ။ကောင်မလေးနဲ့ကောင်လေးနောက်ဆုံးမှာပြည်လဲဆုံစည်းနိုင်မှာလားဆိုတာကိုစိတ်ဝင်စားကြည့်ရှုရမယ်။ကိုရီးယားအချစ်က Anya Wedding Day ဆိုတဲ့စကားလေးကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်ကောင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ဖို့နဲ့ VPN ဖွင့်ပြီးကြည့်ပေးကြဖို့ကိုလည်းမြစ်တာရက်ခံပါတယ်။ဟူယောင်ကတော့ကျောင်းမရန်ဖြစ်ပြီးစိုးသက်နေတဲ့ကောင်လေးတယောက်ပါ။တရက်ကျောင်းမရန်ဖြစ်လို့ဆရာနားနေခံနဲ့ရိုက်ခံနေရတဲ့ဟူယောင်တယောက်သူတို့ကျောင်းကိုပြောင်းလာတဲ့ကျောင်းသူသစ်ဆိုဟီကိုမြင်မြင်ချင်းသဘောကျသွားပါတယ်။အဲဒါကြောင့်ဆိုဟီနာကိုသွားကနင်ကဂျေဂျူကနေပြောင်းလာတဲ့ကျောင်းသူသစ်လား။ငါလည်းမနစ်ကမှဒီကိုပြောင်းလာတာလို့ပြောပြီးမိတ်ဆက်လိုက်ပါတယ်။အဲ့ဒီခါဆိုကြီးကဘောင်းမီပြဲနေရလို့ပြန်ပြောလိုက်တာကြောင့်ဟူယောင်လည်းအဲ့ဒီနေရာကနေကုတ်ကုတ်လေးထွက်လာရပါတယ်။အဲ့နောက်ចောင်းသားတွေကြားထဲမှာဆိုဟီရဲ့လာပါမှုကနမေကြီးသွားပြီးသူမနေတွင်နိုင်ဖို့ကចောင်းသားတိုင်းရဲ့အိမ်မက်တစ်ခုလိုဖြစ်လာပါပြီ။ចောင်းကလူမိုက်တရားဖြစ်တဲ့ထက်ကီကလည်းဆိုဟီကိုသဘောကျသွားပြီးနောက်ရက်တွေအဆင်ပြေပြေနေကြမယ်လို့ပြောလိုက်တဲ့အခါဆိုဟီကလက်ကလေးပဲထောင်ပြလိုက်ပါတယ်။အဲ့ဒါကိုမကျင်နိုင်သေးတဲ့ထက်ကီကဆိုရီကသူ့အပိုင်းဆိုပြီးအားလုံးကိုကြီးညာလိုက်ပါတယ်။ဒီလိုနဲ့ဝူယောင်ကဆိုရီကျောင်းမှာကန်နီရဲ့စာရွက်တွေကိုလိုက်ဖယ်ပေးလိုက်တဲ့အခါဆိုရီကသူတို့အတူတူចောင်းပြေးကြမလားလို့ဘန်စကားနဲ့မေးလိုက်ပါတယ်။အဲ့ဒီဘန်စကားကိုတမျိုးထင်သွားတဲ့ဝူယောင်ကဆိုရီကသူ့ကိုအတူတူအိတ်ဖို့ခေါ်တယ်လို့ထင်သွားပါတယ်။သူတို့တွေကျောင်းနဲ့ရန်ကိုကြော်ကအပြင်ထွက်ပြီးမဟုတ်အတူတူစားနေတဲ့အချိန်မှာဝူယောင်တယောက်စိတ်လှုပ်ရှားနေပါတယ်။ညဘက်ရောက်တဲ့အခါဝူယောင်ကစတိုးဆိုင်တစ်ဆိုင်တဲသွားကကွန်တုံးသွားဝင်လာခဲ့ပြီးဆိုရီနောက်ကိုလိုက်လာခဲ့ပါတယ်။လမ်းမစကားပြောပြီးလမ်းလျှောက်နေရင်ဝူယောင်ပြောတဲ့စကားတွေကမူမမှန်တာကြောင့်ဆိုရီကဝူယောင်လက်ထက်ကပါလဲလို့မေးပြီးကြည်လိုက်ပါတယ်။အဲဒီခါဝူယောင်လည်းကြောက်လန့်ပြီးဝယ်လာတဲ့ကွန်တုံးကိုထုတ်ပြလိုက်တယ်။အဲဒါကြောင့်ဆိုရီကပါရိုက်လိုက်ပြီးဝူယောင်ကသူကြားခဲ့တဲ့စကားကြောင့်အထင်လွဲတာဖြစ်ကြောင်းရှင်းပြလိုက်တဲ့အခါနှစ်ယောက်လုံးရည်နေခဲ့ကြပါတယ်။နောက်ရက်ရောက်တဲ့အခါသူတို့တွေအကြောင်းပြေးပြီးမုံစားနေတဲ့အချိန်မှာထက်ကီကဆိုရီကိုအမြင်နောက်ရှက်နေရမလို့ဝူယောင်ကသူနဲ့ရီစားဖြစ်နေပြီလို့ဟန်ဆောင်ခိုင်းလိုက်ပါတယ်။ရန်ဖြစ်တာကိုသဘောမကျတဲ့ဆိုရီကိုနောက်ထပ်ရန်မဖြစ်တော့ဘူးလို့ဝူယောင်ကကတိပေးလိုက်တာကြောင့်ထက်ကီရောက်လာတဲ့အခါဆိုရီကသူတို့တွေတွဲနေရလို့ပြောလိုက်တယ်။နောက်ရက်မှာဆိုရီတို့ထမဲတူတူသွားစားနေတော့ထက်ကီကဝူယောင်ကိုနှုတ်ဘူးနဲ့ပြစ်ပေါပြီးရန်စားခဲ့ပေမဲ့အပြုံးနဲ့ပဲပြန်တုံပြန်ခဲ့ပါတယ်။သူတို့တွေချစ်ချစ်ခင်ခင်ဖြစ်နေရကိုကြည့်မရတဲ့ထက်ကီကိုဝူယောင်ကိုရန်စားပြီးထိုးကျိတ်ခဲ့ပေမဲ့ဆိုရီကိုကတိပေးထားတာကြောင့်ဘာတခုမှပြန်မလုပ်ပဲအထိုးခံခဲ့ပါတယ်။အိမ်နောက်သူတို့တွေမော့အတူတူသွားစားကြပြီးအိမ်ပြန်နေတဲ့အချိန်မှာလမ်းကကားတစ်စီးကိုမြင်တွေ့လိုက်ရတာမလို့ဆိုရီတယောက်ထိတ်လန့်သွားပါတယ်။နောက်ရက်ဒီမှာလဲကြောင်မမပြောမရှင်ဖြစ်နေတဲ့ဆိုရီကိုဝူယောင်ကအမျိုးမျိုးချော့နေပေမဲ့ဘာမှမထူးခြားတာကြောင့်ညဘက်ကြောင်မှာအတန်လွင့်ခန်းထဲခိုးဝင်ပြီးဆိုရီကြိုက်တဲ့တချင်ကိုဆိုကပျော်ရွှင်သွားအောင်လုပ်ပေးလိုက်ပါတယ်။ဆိုရီကတချင်နာထောင်ကသဘောကျတာမလို့ဝူယောင်က MP3 တစ်လုံးလက်ဆောင်ပေးလိုက်တဲ့အခါကျေးဇူးတင်တဲ့အတွက်ဝူယောင်ကိုနန်းခွင့်ပြုလိုက်ပါတယ်။ဒီလိုနဲ့ပျော်ရွှင်နေတဲ့ဝူယောင်ကနောက်ရက်တွေမှာဆိုရီကိုကျောင်းမှမမြင်ရတော့တာကြောင့်စိတ်ပူလာပါတယ်။ဖုန်းကလေးဆက်ပိတ်ထားလိုက်တဲ့အခါဝူယောင်ကအင်္ဂလိပ်စာစုံစမ်းပြီးလိုက်သွားခဲ့ပါတယ်။အိမ်နောက်ဖခင်ဖြစ်သူအိမ်ထဲမှာမူယူတောင်းချက်နေရမလို့ပစ္စည်းတွေကိုသိမ်းနေတဲ့ဆိုရီကိုမြင်တွေ့လိုက်ရပါတယ်။စိတ်ပျက်စရာအခြေအနေတွေကြောင့်ဆိုရီရှက်သွားပြီးဝူယောင်ကိုဒီကနေမြ мян ထွက်သွားခိုင်းလိုက်တယ်။နောက်ရက်တွေမှာလည်းဆိုရီတယောက်ကြောင်းမလာတော့ပါဘူး။တရက်မှာဆိုရီကဝူယောင်စီကိုဖုန်းခေါ်လာခဲ့ပါတယ်။အဖေဖြစ်သူကမူဗီတောင်းချမ်းတက်တာမလို့သူ့လက်ထက်ကနေလွတ်အောင်ဆိုရီတို့ကတမျိုးပြီးတမျိုးပြောင်းနေခဲ့ရပြီးခုလဲဖခင်ဖြစ်သူကရှာတွေ့သွားပြီးမလို့သူတို့တွေနောက်တမျိုးကိုပြောင်းရတော့မှဖြစ်ကြောင်းပြောပြလိုက်တယ်။အိမ်နောက်ဝူယောင်ကိုအရင်လိုစိုးသွမ်းမနေပဲလူကောင်းတယောက်လိုပဲဆက်ပြီးနေသွားဖို့ကိုပြောပြီးနှုတ်ဆက်သွားပါတယ်။ဒီလိုနဲ့အချိန်ကြာလာတဲ့အခါဝူယောင်တယောက်ချက်ကျော်ဆိုင်တစ်ခုမှအလုံးလုံးနေရင်စိုးတက္ကသိုလ်ရဲ့လက်ကမ်းစာဆောင်မှာဆိုရီရဲ့ပုံကိုပြင်တွေ့လိုက်ရပါတယ်။အဲဒါကြောင့်ဝူယောင်လည်းဆိုရီရှိရဲ့စိုးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲရအောင်စာကြိုးစားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့စာဆိုဘာတစ်ခုမှမသိတဲ့ဝူယောင်စီကစိုးတက္ကသိုလ်တက်မယ်ဆိုတဲ့စကားကိုကြားလိုက်ရတာကြောင့်မိဘဖြစ်သူတွေကမယုံကြည်နိုင်ပဲရီမောနေကြပါတယ်။ဒီလိုနဲ့ဝူယောင်လည်းဆိုရီရှိရဲ့တက္ကသိုလ်ကိုရောက်ဖို့နေနေညညအစာကိုကြိုးစားခဲ့ပါတယ်။စာမလို့ခြင်းနဲ့စိတ်ဖြစ်လာတိုင်းဆိုရီတက်ပုံကိုကြည့်ပြီးစူးစမ်းလာခဲ့ရနောက်ဆုံးမှာအထက်တန်းစာမေးပွဲအောင်သွားကဆိုရီရှိရဲ့နေရာကိုရောက်လာခဲ့ပါတယ်။အိမ်နောက်ဆိုရီကိုတရားဖို့
နေရာတကာလိုက်ရှာခဲ့ပြီးနောက်ဆုံးမှာတပူကီကြိုက်တက်တဲ့သူမကိုလမ်းမေးကတပူကီဆိုင်လေးမှာမြင်တွေ့လိုက်ရပါတယ်။ဝင်ရောက်တရဝမ်းသာသွားပြီးဆိုရီလို့လမ်းခေါ်လိုက်ပါတယ်။သူစိတ်ကူးထဲကအတိုင်းဆိုရီကသူစီကိုပြေးလာမယ်လို့ထင်ခဲ့ပေမဲ့လက်တွေမှာတော့ဆိုရီကနေတီကိုဘာလာလောက်တာလဲလို့မိရာကိုပဲကြုံလိုက်ရပါတယ်။ဒီလိုနဲ့လက်ကန်စာဆောင်နေလိုက်ကန်နေတဲ့ဆိုရီနာကိုလိုက်ခဲ့ပြီးသူမနေတဲ့အဆောင်မှာပဲလိုက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ညဘက်ရောက်တဲ့အခါဝူရောင်တယောက်အဆောင်ကလူတွေနဲ့စားတောက်နေတဲ့အချိန်မှာဆိုရီကအပြင်ကိုခဏလာခဲ့ဖို့ပြောလိုက်ပြီးသူမမှယူစားရှိနေကြောင်းပြောပြလိုက်တယ်။ဆိုရီကြောင့်အရာပြောင်းလဲပြီးဒီအထိရောက်ဖို့ကြိုးစားလာခဲ့ရတဲ့ဝူရောင်တယောက်မထင်မှတ်ထားတဲ့စကားတစ်ခွန်းကြောင့်ပဲအဲ့အထက်ကနေမထနိုင်တော့တဲ့အထိလဲကျသွားခဲ့ပါတယ်။အသေးကွဲပြီးအရက်တောက်နေတဲ့ဝူရောင်တယောက်တငယ်ချင်းရဲ့အားပေးစကားကြောင့်ဆိုရီရဲ့ယူစားနဲ့ပြိုင်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်နောက်ဆိုရီကောင်လေးရှိတဲ့ဘောလုံးအသင်းထဲဝင်လာခဲ့ပေမယ့်ဘောလုံးပစ်အားကကလေးတတပဲရှိပါတယ်။အဲဒါကြောင့်ဆိုရီကောင်လေးကတင်ပေးတဲ့အခါရီစားလူဘက်ဖြစ်နေရကြောင့်တေချာလိုက်မလုပ်ခဲ့ဘူး။အဲဒီအချိန်ဆိုရီရောက်လာခဲ့ပြီးရီစားနဲ့ကြည်နူနေရကြောင့်ဦးရောင်လည်းအဲ့ဒီနေရာတွေကထွက်သွားပါတယ်။ဆိုရီတငယ်ချင်းကဦးရောင်ကိုသဘောကျတာကြောင့်မိတ်ဆက်ပေးဖို့ပြောတဲ့အခါဦးရောင်ကသူတီကိုရောက်လာတာကဆိုရီကြောင့်မလို့အခြားမိန်းကလေးကိုစိတ်ဝင်စားဖို့လို့ညင်လိုက်ပါတယ်။နောက်ရက်အဆောင်မှာဆိုရီခန်ထဲကနက်ဝတ်ဂျိုယူကဝူယောင်တို့အပြာကခိုးကြည့်နေတဲ့အချိန်မှာရဲတွေရောက်လာပြီးဆိုရီနဲ့ဝူယောင်ကိုဖမ်းခေါ်သွားပါတယ်။အဲဒီခါတငယ်ချင်းတွေသူတို့တွေအပြာကခိုးကြည့်နေရကြဝူယောင်တို့ဖမ်းခံလိုက်ရတဲ့ထင်သွားပြီးအားလုံးကြောင်းလန့်နေကြပါတယ်။တကယ်တော့ဝူယောင်တို့ဖမ်းခံရတာကအဲ့ဒီကိစ္စကြောင့်မဟုတ်ပဲအရင်နေ့ကဆက်အိမ်တွေပစ္စည်းတွေခိုးယူနေတဲ့အဖိုးကြီးအဖွားကြီးကိုကူညီပေးလိုက်တာကြောင့်ဖြစ်ပါတယ်။အပြာကကိစ္စတွေကြောင့်ဖမ်းခံရတဲ့တင်ပြီးဆိုရီကဝူယောင်ကိုထကန်လိုက်ပါတယ်။အဲ့နောက်အဖြစ်မှန်ကိုသိသွားတဲ့အခါဆိုရီနဲ့ဝီယောင်တို့ချုပ်ခန်းထဲမှာတယောက်ကိုတယောက်ကြည့်ပြီးရည်နေခဲ့ပါတယ်။ဝီယောင်ကဘာလို့အဲ့လူကိုကြိုက်သွားတာလဲလို့မေးလိုက်တဲ့အခါဆိုရီကလူတယောက်ကို3စက္ကန့်နဲ့အတွင်းမြင်မြင်ချင်းချစ်မိသွားတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီလိုနဲ့သူတို့တွေအဆောင်ကိုပြန်ရောက်လာတဲ့အခါမှာအပေါ်ထက်မှာဆိုရီနဲ့သူကောင်လေးချိန်တွေ့နေရကိုမနာလိုဖြစ်လာတဲ့ဝီယောင်တယောက်အဆောင်မှုကိုသွားတိုင်ခဲ့ပါတယ်။ချိန်တွေ့နေတဲ့အတွဲတွေရဲ့အတန်တွေကြောင့်စားလို့ဖို့အာရုံစိုက်လို့မရကြောင်းပြောလိုက်တဲ့အခါအခန်းထဲကိုကောင်းလေးခိုးထည့်ထားတဲ့အဆောင်မှုလေးရှက်ရရမ်းပြီးဝူယောင်ကိုပြဿနာရှာခဲ့ပါတယ်။ဒီလိုနဲ့တငယ်ချင်းဖြစ်သူတွေကရီစားရရသွားကြပေမဲ့ဝူယောင်ကတော့ဆိုရီတယောက်ကိုပဲဆက်ပြီးချင်နေရကြောင်းနောက်ထပ်မိန်းကလေးတွေကိုလည်းစိတ်ဝင်စားခဲ့ဘူး။ဒီလိုနဲ့သူတို့တွေပထမဆုံးနဲ့ဖူးတဲ့အမတရားနေ့မှာဝူယောင်ကပန်းစည်းလေးကိုင်းပြီးဆိုရီကို surprise လုပ်ဖို့သွားပေမဲ့ဆိုရီကကောင်းလေးနဲ့ကြည်နူနေရကြောင်းကားမန်ကိုပြစ်ခွဲကနာကြီးချက်တွေနဲ့ပြီးထွက်လာခဲ့ပါတယ်။အိမ်နောက်ပိုင်းအသေးကွဲပြီးကျောင်းထဲမှာနေချင်သလိုနေနေတဲ့ဦးရောင်ကိုဆိုရီကပဲပြန်လဲပြုပြင်ပေးလိုက်ပါတယ်။နောက်ရက်ကျောင်းမှာဘလုံးပြိုင်ပွဲကျင်းပခဲ့ပြီးဒီပြိုင်ပွဲကိုအနိုင်ရရှိပါကသူကောင်လေးကဆိုရီကို Paris မြို့ကိုခေါ်သွားပေးမယ်ဆိုတာကိုဦးရောင်သိလိုက်ရပါတယ်။ဒါပေမဲ့အဲ့လူကစာကြည့်တိုက်ထဲမှာအခြားကောင်မလေးကိုလည်း Paris ကိုအလဲခေါ်သွားမယ်လို့ပြောနေရကိုဦးရောင်ကြားလိုက်ရတာမလို့ဆိုရီကိုခေါ်ပြီးသတိပေးလိုက်တယ်။အဲ့ခါဆိုရီကသူမဘွားနဲ့သူမအေးဆေးဖြစ်နေပြီမလို့မနာလိုဖြစ်နေရတွေကိုရက်တန်းကရက်လိုက်ဖို့သတိပေးပြီးထွက်သွားပါတယ်။ဒီလိုနဲ့ပြိုင်ပွဲကရှုံနေရကြောင့်ဆိုရီတယောက်ကမျက်နှာပြင်နေရကိုမမြင်ချင်တဲ့ဦးရောင်ကပွဲကိုအနိုင်ရရှိအောင်စူးစမ်းပေးလိုက်ပါတယ်။အိမ်နောက်ဆိုရီကိုလှည့်စားဖို့လုပ်နေတဲ့လူကိုထိုးလိုက်ပြီးထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပြဿနာတွေကြောင့်ဆိုရီနဲ့ဦးရောင်တို့ဆက်ဆက်ရေးကတခက်ရက်သွားခဲ့ပါတယ်။ငါးနှစ်ခန့်ကြာသွားတဲ့အခါအားလုံးလဲကြောင်းပြီးသွားကြပြီးဦးရောင်ကမင်းချောင်းလို့ခေါ်တဲ့ကမလီနဲ့ချစ်သူတွေဖြစ်နေပါပြီ။ကြောင်ပြီးတဲ့အခါဝီယောင်ကကာယနီးပြလုံးနေပြီးတရက်မှအချိန်ပိုင်းမော်တယ်လုံနေတဲ့ဆိုရီကိုမြင်တွေ့လိုက်ပါတယ်။အချစ်ဦးကိုဘယ်တော့မှမမေ့နိုင်ဘူးဆိုတဲ့စကားနဲ့ညီဝီယောင်တယောက်ဆိုရီအလုံးလုံးနေတဲ့နေရာကိုလိုက်လာခဲ့ပြီးဆိုရီနဲ့စကားတွေပြောခဲ့ကြပါတယ်။အိမ်နောက်သူမသွားသမျှနေရာတိုင်းကိုလိုက်ပို့ပေးခဲ့ပါတယ်။တရုတ်ဆောင်လောက်ကခက်ခဲ့ပြီးဆိုရီနဲ့လိုက်ဖက်တာကြောင့်ကျောင်းတုံးကလီလာခဲ့တဲ့ဒီဇိုင်နာလုပ်ကိုပဲပြလုပ်ဖို့ဝီယောင်ကအကြံပေးလိုက်ပါတယ်။နောက်ရက်ဆိုရီကြော်ညာရိုက်ဖို့သွားနေရလမ်းမှာရိုက်ကူရေးမရှိတော့တာကြောင့်အကြောင်းကြားတာမလို့ဆိုရီတယောက်ဝမ်းနဲ့သွားခဲ့ပါတယ်။အဲဒါကြောင့်ဝီယောင်ကနေဝင်ချိန်မှာအရန်လာတဲ့နေရာကိုခေါ်လာခဲ့ပြီးဆိုရီစိတ်ပျော်သွားအောင်လုပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဆိုရီနဲ့ဝီယောင်တို့တယောက်ကိုတယောက်အကြည့်ဆိုင်နေတဲ့ချိန်မှာဝီယောင်မှာကမလီရှိယာကိုတရီယာသွားတဲ့ဆိုရီကအခြေအနေတွေကိုထိန်းချုပ်လိုက်ပါတယ်။အိမ်နောက်ဆိုရီနဲ့ဝီယောင်တို့အဆက်အသွယ်ပြတ်သွားကြပြီးဝီယောင်လည်းဘာကိုမှစိတ်မပါပဲဖြစ်နေပါတယ်။အဲဒီအချိန်ဝီယောင်ရီစာမင်းချောင်ရောက်လာခဲ့ပြီးစကားပြောနေတဲ့အချိန်မှာဆိုရီရဲ့နောက်ထပ်သူတို့မပတ်သက်တော့ဖို့ပြောတဲ့ message တစ်ခုရောက်လာခဲ့ပါတယ်။အဲဒါကြောင့်ဝီယောင်လည်းဆိုရီအလုပ်ကိုလိုက်သွားကသူ့ရဲ့ရီစာနဲ့လက်ခွဲလိုက်ပြီးလို့ပြောပြလိုက်ပါတယ်။ငယ်ငယ်တန်ရုံးစင်တွေမကုန်သေးတဲ့ဝီယောင်ကိုဆိုရီကစိတ်ပြတ်သွားပြီးအပြစ်တင်နေပါတယ်။ဝီယောင်ကတော့ကဘာပေါ်မှာဘလို့မိန်းကလေးတွေရှိပါစေသူ့ရဲ့ချက်ကဆိုရီအတွက်ပဲဖြစ်ကြောင်းပြောလိုက်ပါတယ်။
ဒါပေမဲ့ဆိုကြီးကစကားဆက်မပြောချင်တော့တာကြောင့်ထွက်သွားတဲ့အချိန်မှာသူ့အပေါ်ကိုဆိုင်းဘုတ်ကြီးပြုတ်ကျလာပြီးဟူယောင်ကဆိုကြီးတရားမရအောင်ကာကွယ်ပေးလိုက်ပါတယ်။ဟူယောင်တယောက်တရားရသွားပေမဲ့သူချစ်ရတဲ့ဆိုကြီးရဲ့အချစ်ကိုပြန်လည်ရရှိခဲ့ပါတယ်။ဒီလိုနဲ့သူတို့တွေအတူတူနေထိုင်ရင်နေ့ရက်တွေကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။တရားကြောင့်အလုပ်ရှာဖို့ခက်ခဲနေတဲ့ဟူယောင်နဲ့ဒီဇိုင်နာလောကကိုအချိန်ကြာကြီးနေမှပြန်ရောက်လာခဲ့တဲ့ဆိုကြီးတို့နှစ်ယောက်အချိန်တွေကုန်မှန်းမသိကုန်သွားခဲ့ပါတယ်။ဒီလိုနဲ့တငယ်ချင်းတွေနဲ့အတူတူတောက်စားနေရင်အချင်းချင်းကြားတက်တဲ့စကလုံးတွေကိုမခံနိုင်တော့တာကြောင့်ဟူယောင်တယောက်ထပြန်လာခဲ့ပါတယ်။ဆိုကြီးကတော့သူ့ကြောင့်ဟူယောင်ဘဝအဆင်မပြေဖြစ်သွားရတဲ့ပေါ်တောင်းပန်ခဲ့ပါတယ်။လက်ထက်ချင်နေပေမဲ့အလုံးရှာမရတာကြောင့်အခက်တွေ့နေတဲ့ဟူယောင်တယောက်ဘယ်လ်ဂျီယံကိုအလုပ်ကိစ္စနဲ့သွားမဲ့ဆိုကြီးကိုမတားနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ဆိုရင်နိုင်ငံခြားမသွားခင်မှာအဖေဖြစ်သူသေဆုံးသွားခဲ့ပါတယ်။တရားကြောင့်အလုပ်ရှာမရတဲ့ဆိုရင်စိတ်ချစ်ရသူကိုလည်းထပ်ပြီးခွဲရတော့မယ့်စိတ်တွေကြောင့်ဟူယောင်ကဆိုရင်နဲ့သားမတွေ့ခဲ့ရင်အခုချိန်သူ့ဘဝကဘာတွေဖြစ်နေလိမ့်လဲဆိုတာတငယ်ချင်းဖြစ်သူကိုမေးလိုက်ပါတယ်။သူသားတရားမရခဲ့ရင်ခုချိန်တငယ်ချင်းတွေကြွားတာကိုလည်းမခံရလောက်ဘူးလို့ပြောနေတဲ့အချိန်မှာဆိုရင်ရောက်လာခဲ့ပြီးသူမနဲ့တွေ့ရကိုနောင်တရနေရလားသူ့ကြောင့်တရားရသွားတာကိုအပြစ်မြင်နေရလားလို့မေးလိုက်ပါတယ်။အမြဲအရက်တောက်ပြီးမူးယူနေကပြဿနာရှာနေတဲ့သူမဖေနဲ့ဦးယောင်ကတပုံစံနေလို့ဆွဆွဲလိုက်ပြီးသူကိုလမ်းခွဲပေးဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဦးယောင်တယောက်သူချစ်ရတယ်အချစ်ဦးနဲ့ထပ်ပြီးဝေးခွာသွားရပါတယ်။ဦးယောင်ကဆိုရီကိုမခွဲနိုင်တာကြောင့်သူပြောခဲ့တဲ့စကားတွေပေါ်ပြန်တောင်းပန်ခဲ့ပေမယ့်ဆိုရီကသူကိုစိတ်နာသွားခဲ့ပြီးမလို့အရာရာအလုံးနောက်ကျသွားခဲ့ပါပြီ။ဒီလိုနဲ့အချိန်တွေကြာတဲ့နောက်ဦးယောင်လည်းကြောင့်မှကာယဆရာတယောက်ဖြစ်လာပါပြီ။တရက်မှာဟူယောင်ရဲ့အကြောင်းကိုဆိုရလာခဲ့ပြီးသူမလက်ထက်တော်မဲ့အကြောင်းပြောပြလိုက်ပါတယ်။အချစ်ဦးနဲ့နောက်တစ်ခါပြန်ဆုံခဲ့ပေမဲ့ဆိုရီကနောက်တစ်ယောက်နဲ့လက်ထက်တော်မှကြောင့်ဟူယောင်တယောက်အသေးထက်ကွဲရပြန်ပါပြီ။ဒီလိုနဲ့ဆိုရဲ့မင်္ဂလာပွဲကိုမသွားဖို့ဆုံးဖြတ်လိုက်ပြီးတငယ်ချင်းတွေနဲ့အပျော်ခီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့အရင်ကရှိခဲ့တဲ့အမတ်တရားတွေကိုသတိရသွားကမသွားဘူးလို့ဆုံးဖြတ်ထားတဲ့မင်္ဂလာပွဲကိုနောက်ဆုံးအနေနဲ့သွားဖို့ပြင်ဆင်လိုက်ကြပါတယ်။ဒီလိုနဲ့မင်္ဂလာဆောင်တဲ့နေရာကိုရောက်တဲ့အခါတငယ်ချင်းတွေကဆိုရီနာကလူတွေကိုခေါ်ထုတ်ပေးလိုက်ပါတယ်။အိမ်နောက်ဆိုရီခန်းထဲကဦးယောင်ရောက်လာပြီးသူမနဲ့တွေ့ခဲ့တာကိုထောင်ထားရတယ်လို့ပြောလိုက်မိပေမယ့်ကျောင်းတော်ကရမ်းဖြစ်ရင်လေလွတ်နေတဲ့လူတစ်ယောက်ကဆိုရီဆိုရဲကောင်မလေးကြောင့်အများကြီးပြောင်းလဲသွားခဲ့ပြီးဆိုရင်သူ့အနာမှာရှိနေတဲ့အချိန်တိုင်းကသူ့ဘဝကိုပြောင်းလဲစေခဲ့ကြောင်းပြောပြလိုက်ပါတယ်။ဆိုရီကလည်းသူခက်ခဲတဲ့အချိန်တိုင်းအနာမှာအမြဲရှိနေပေးပြီးကုညီပေးတတ်တဲ့ဦးယောင်ကိုကျေးဇူးတင်ခဲ့ပါတယ်။ဒီလိုနဲ့ဝီယောင်ကမင်္ဂလာပွဲစားတဲ့အချိန်မှာအလားဆုံးဖြစ်နေတဲ့ဆိုကြီးကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်ပြီးမင်္ဂလာခမ်းမထိပ်ကနေထွက်သွားကဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်။အချစ်ဦးနဲ့ညာရဲဆိုတာအပြင်လက်တွေ့ဘဝမှာလည်းမရှိသလောက်ရှားသလိုရုပ်ရှင်ထဲမှာလည်းမရှိရကြောင်းစော်ငင်းခင်ရတဲ့ခေါင်းစည်းတို့လည်းနောက်ထပ်ဆက်ပြီးငင်းခတ်နေရအောင်ပါ